ဝတုတ်မလေးကရုတ်တရက်ကြီးဝိတ်ချတာကိုရက်လိုက်ပြီးစာကြက်တာတွေကိုပါလက်လျှော့လိုက်တယ်ဒါပေမဲ့အဲ့ဒီအခြေအနေမှာအလန့်တကြားဖြစ်ဆုံးကတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းပဲဖြစ်နေပါတယ်တကယ်တော့အဲ့ဒီတငယ်ချင်းမကလည်းအရင်ကလူဝတုတ်ကြီးဖြစ်ခဲ့ဘူးတာပါသူမရဲ့စာမှုပွဲအမှတ်တွေဆိုရင်လည်းတကြောင်လုံးမှာအမြဲတမ်းအောက်ဆုံးကပဲရှိခဲ့ဘူးတယ်ဒါပေမဲ့တစ်ချိန်မှာတော့အဲ့ဒီမိန်းကလေးရဲ့ကိုလေးချိန်ကမရက်မနာတရိပ်တက်လာခဲ့တယ်ဘလောက်ပဲအပြင်းထန်အားကစားလုပ်ဝိတ်ကလုံးဝကြမသွားဘူးတကြောင်လုံးမှာထိတ်ဆုံးကရှိခဲ့တဲ့သူမရဲ့စာမှုပွဲအဆင့်တွေကလည်းအောက်ဆုံးထိထိုးဆင်းသွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့အချစ်ဆုံးတငယ်ချင်းမကတော့ရုတ်တရက်ကြီးအရန်လာတဲ့အလှပကလေးလေးဖြစ်လာပြီးကျောင်းမှာလည်းသူမနေရာကိုအစားထိုးကအဆင့်တကြောင်သူဖြစ်သွားခဲ့ပါတယ်အဲ့ဒီတုန်းကတော့မိန်းကလေးကဘာမှတိတ်မစင်စားမိခဲ့ဘူးညတိုင်းသူမရဲ့မွေးစားအကူကသူမကိုအပြင်ခေါ်ပြီးအတင်းအကျပ်ပြေးခိုင်းတယ်ဝိတ်ချခိုင်းတယ်အဲ့ဒီနေ့ရောက်တဲ့အထိပေါ့သူမကစာတိတ်မလုပ်ရသေးပဲနဲ့တကြောင်လုံးမှာအဆင့်တရခဲ့တဲ့နေ့မှာတော့သူမရဲ့မွေးစားအကူကသူမကိုပါရိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ live လွှင့်ထားတဲ့ comment တွေကနေတဆင့်အမှန်တရားကပေါ်ထွက်လာခဲ့တော့တယ်သူမဘယ်တော့မှသိမှာလဲသူမဟာစိတ်ဒုက္ခမျှဝေတဲ့စနစ်ထဲမှာပိတ်မိနေတယ်ဆိုတာကိုသူမကစာကိုစူးစမ်းပြီးပို့ချက်လေလီစီဆိုတဲ့အဲ့ဒီတငယ်ချင်းမကပို့ပြီးစွမ်းဆောင်ရည်ကောင်းလာလေဖြစ်နေတာသူမကဝိတ်ချဖို့ပို့စူးစမ်းလေလီစီကပို့ပြီးလှပလာလေဖြစ်နေတာသူမပင်ပန်းခံစူးစမ်းသမျှအရာအလုံးကသူမရဲ့အချစ်ဆုံးတငယ်ချင်းအတွက်ပဲအကျိုးမြတ်ဖြစ်သွားခဲ့တာပါသူမရဲ့မွေးစားအကူကသူမကိုဝိတ်ချဖို့ဘာလို့အတင်းအကျပ်လုပ်ခဲ့လဲစာကိုဘာလို့ယူမတက်ချက်ခိုင်းခဲ့လဲဆိုတာကိုပြန်တွေးကြည့်တဲ့အခါကွန်မန့်တွေထဲကဖွင့်ချလိုက်တဲ့ပူပေါင်းကြံစည်မှုနဲ့အကုန်ကွက်တီဖြစ်နေပါတယ်တကယ်တော့သူမရဲ့မွေးစားအကူနဲ့အချစ်ဆုံးတငယ်ချင်းမတို့ဟာလွန်ခဲ့တဲ့အချိန်ကတည်းကကြိုတင်ပူပေါင်းထားခဲ့ကြတာပါအမှန်တရားကိုအတက်တည်သွားတဲ့နောက်မှာတော့မိန်းကလေးကချက်ချင်းပဲဆက်ပြီးမကြိုးစားတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမနဲ့ဆစ်ဆက်ထားတဲ့ကောင်လေးဝင်လာပါတယ်သူမရုပ်ဆိုးသွားတဲ့အချိန်မှာတော့သူမအနာကနေဘယ်တော့မှထွက်မသွားတဲ့အတွက်သူကတကယ်ကိုတစ္ဆာရှိတဲ့လူလို့သူမထင်ခဲ့တာပါဒါပေမဲ့ကွန်မန့်တွေကတော့သူကဟန်ဆောင်နေတာတက်ပဲလို့ထောက်ပြကြတယ်သူမကိုစိတ်တိုင်းကြဒုက္ခခံစေပြီးဆက်ပြီးကြိုးစားခိုင်းနေစေဖို့အတွက်ဖြစ်ပါတယ်မိန်းကလေးကချက်ချင်းပဲယွန်ရှာဆက်ဆုပ်သွားပြီးသူ့လက်ကိုဆွဲဖြုတ်လိုက်ကသူ့ကိုလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းအဲ့ဒီနေရာမှာတင်ကြီးညာလိုက်ပါတယ်ကောင်လေးကဒေါသတကြီးနဲ့သူမကိုကြမ်းပြင်ပေါ်တွန်းလဲလိုက်တဲ့အခါသူ့ရဲ့တကယ်ရည်ရွယ်ချက်အမှန်ကိုမြင်သွားတဲ့အတွက်မိန်းကလေးကနိုင်ငံခြားမှာကြောင်းတက်ဖို့ချက်ချင်းစီစဉ်ပြီးသူတို့ရဲ့စီစဉ်ထားတဲ့ဆစ်ဆက်ပွဲကိုအပြတ်ဖြတ်လိုက်ပါတော့တယ်မိန်းကလေးကဆက်ပြီးမကြိုးစားတော့တာနဲ့အမျှသူမတငယ်ချင်းမရဲ့စာမှုပွဲအမှတ်တွေကလည်းထိုးကျသွားပြီးထိတ်တန်းတက္ကသိုလ်တစ်ခုကိုအထူးအစီအစဉ်နဲ့တက်ခွင့်ရမယ့်အခွင့်အရေးလည်းဆုံးရှုံးသွားခဲ့ရပါတယ်အတန်းဖော်တွေအများကြီးကလီစီဘေးမှာဝိုင်းပြီးအားပေးနှစ်သိမ့်နေကြပေမဲ့မိန်းကလေးကတော့ဘာမှမဖြစ်တယ်လို့မျိုးအနားမှာထိုင်ပြီးဖုံးပွနေခဲ့ပါတယ်ဒါကိုမြင်သွားတဲ့တငယ်ချင်းမရဲ့ဘေးကပ်နေတဲ့လော်ဘီကတော့ချက်ချင်းဒေါသချောင်းထွက်သွားပြီးဟေးဝါတုံမနင့်မှာဖုန်းထိုင်ပို့နေရတဲ့တတိရှိသေးတယ်ပေါ့လီစီကအခုစိတ်မကောင်းဖြစ်နေတာကိုနင်ကဘာလို့လာပြီးအားမပေးရတာလဲလို့អော်ပါတော့တယ်မိန်းကလေးကလည်းအဆင့်အောက်ဆုံးနားကလူတစ်ယောက်က အမြဲတမ်းအဆင့်တရနေတဲ့လူတစ်ယောက်ကိုသွားပြီးအားပေးစေချင်တာလားလို့ပြန်ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲအချစ်ဆုံးတငယ်ချင်းမကကြားဖြတ်ဝင်လာပြီးသူတော်ကောင်းအောင်ဆောင်ကမင်းကလေးနာသွားပြီးတဒန်းလုံးအတွက်နေ့လည်စာသွားယူပေးဖို့လေတံအေးအေးလေးနဲ့အကြံပြုလာပါတယ်။ဒါပေမဲ့အခုချိန်မှာတော့မင်းကလေးဟာအရင်လိုလူတိုင်းမျက်နှာကိုလိုက်ကြည့်ပြီးအလိုလိုက်တတ်တဲ့ဦးကြောင်ကြောင်ကောင်းမလေးမဟုတ်တော့ပါဘူး။အဲ့ဒီလိုလှည့်စားတတ်တဲ့ဒရမာဘရင်မကိုအလိုလိုက်ဖို့သူမမှာစိတ်မရှိတော့သလိုဒီနေ့မှာဘသူမျက်နှာကိုမှကြည့်ပြီးတီးခံနေဖို့စိတ်ကူးလည်းမရှိပါဘူး။ပြီးတော့သူမကလည်းဗိုက်စာနေတာနဲ့မိသားစုတွေစီကိုချက်ချင်းဖုန်းဆက်ပြီးဆိုင်ကောင်းကောင်းကစိန်ခံစားစာအပြည့်စုံကိုကျောင်းကိုအမြန်ဆုံးပို့ပေးဖို့လှမ်းမာလိုက်ပါတော့တယ်။ကောင်မလေးခများသူ့ထမင်းဘူးလေးကိုစားခံနေရှိသေးတယ်။ဟိုဘက်ကကောက်ကျစ်တဲ့မိန်းကလေးနဲ့သူ့နောက်လိုက်တွေကအခွင့်ကောင်းယူပြီးသူမရဲ့နေ့လည်စာကိုလူစားနေကြပြီလေ။ဒါကိုကောင်မလေးကမေးခွန်းထုတ်တော့သူတို့ကမျက်နှာပြောင်းတိုက်ပြီးဘာပြောလဲဆိုတော့နင့်ကိုအစားနေပြီးပိန်သွားအောင်ကူညီပေးတာငါတို့ကိုကျေးဇူးတင်ဦးဆိုပြီးယုံကြည်ချက်အပြည့်နဲ့ပြောနေကြတာ။ဒါတည်းမကသေးဘူးနောက်တစ်ပွဲထပ်မှပေးဖို့တောင်အရှက်မရှိတောင်းဆိုလိုက်သေးတယ်။ဒါပေမဲ့သူတို့စားလိုက်တဲ့အထဲမှာလူတစ်ယောက်ကိုဒေါ်လာ1000တန်နဲ့ကျင်9ပွင့်ဟိုတယ်က6ယောက်စာဟင်းပွဲကြီးပါသွားတာလေနင်တို့ငါပစ္စည်းကိုခွင့်မတောင်းမဲ့ယူစားတာဒါဥပဒေအရဆိုရင်အမှုမြောက်တယ်ပြီးတော့တန်မိုးပမာဏအရာကြည့်မယ်ဆိုရင်လေဒါတော်တော်ကြီးလေးတဲ့ကိစ္စပဲပြောလဲပြောရဲခေါ်ဖို့ဖုံးထုတ်လိုက်ရောဟိုအတန်းဖော်တွေအကုန်ပြတလဲဖြစ်သွားကြတာပေါ့အဲ့ဒီအချိန်မှာကောက်ကျစ်တဲ့မိန်းကလေးကသဘောကောင်းချင်ရောက်ဆောင်ပြီးငါပြန်ရော်ပေးမယ်လို့ပြောပေမဲ့ကောင်မလေးကတိတာပေါ့အဲ့ဒီကောင်မလေးမှာတပြားမှမရှိဘူးဆိုတာဟုတ်ကဲ့မျောလင့်ထားတဲ့အတိုင်းပဲမွေးစားအကိုဆိုတဲ့ကောင်ကအဲ့ဒီကောင်မလေးဘက်ကနေကာကွယ်ဖို့ပြေးဝင်လာတာဒါကကောင်မလေးကိုတကယ်ကိုဒေါသထွက်စေခဲ့တယ်တကယ်တော့ကောင်မလေးကငငယ်ကအကိုတယောက်လိုချင်ခဲ့ဘူးလို့သာဒီကောင်ကအရှက်မရှိသူတို့အိမ်နဲ့လာနေပြီးအကွက်စင်ကကောင်မလေးမိဘတွေရဲ့အိမ်အောင်စုစင်းတဲ့အထိပါအောင်ထည့်ခိုင်းထားခဲ့တာအခုတော့သူကပဲဒီမိသားစုကြီးကိုအပိုင်စီးဖို့အထိကြံစီနေပြီးဟိုကောက်ကျစ်တဲ့မိန်းကလေးကိုကာကွယ်ဖို့အတွက်နင်တရက်မှမဟုတ်ဘူးမရစေရဘူးဆိုပြီးကောင်မလေးကိုချင်းချောက်နေလိုက်သေးတာဒါပေမဲ့ကောင်မလေးကအကုန်လုံးကိုဗီဒီယိုရိုက်ပြီးမိဘတွေစီပို့ထားလိုက်တယ်ဆိုတာကိုဒီမွေးစားအကိုကလုံးဝမရိပ်မိခဲ့ဘူးငါအရင်ကနင့်ကိုအလေးနဲ့ထားဆက်ဆံပေးခဲ့တာနင်လွန်သွားပြီထင်တယ်နင်တကယ်ကဘသူလဲဆိုတာမေ့သွားပြီလားအော်နင်ကသူရဲကောင်းလုပ်ချင်တယ်ပေါ့လေဒါဆိုရင်အဲ့ဒီဒဏ်ငွေ9000ကိုနင့်ဘာသာနင်ပဲစိုက်ရော်လိုက်ပေါ့ဒီမွေးစားအကိုကကောင်မလေးကိုအရင်လိုပဲအနိုင်ကျင့်လို့ရအောင်မယ်လို့ထင်နေတော့ဒါပေမဲ့ဖုံးထုတ်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဘန်ကတ်တွေအကုန်လုံးအပိတ်ခံထားရပြီဆိုတာသိသွားရတယ်မျက်နှာမပြတ်ရအောင်သူဝတ်ထားတဲ့တလုံးတည်းသောလက်ပတ်နာရီကိုပဲရော်ကြီးအဖြစ်ချုပ်ပေးလိုက်ရတော့တယ်ကောင်မလေးကလည်းသူနဲ့ရှည်ရှည်ဝေးဝေးစကားမများချင်တော့ဘူးအခုသူဖြစ်ချင်တာကဘဝကိုအေးလူလူပဲဖြတ်တန်းချင်တော့တာနှစ်ပတ်လောက်ကြာသွားတဲ့အခါမှာတော့ဟိုကောက်ကျစ်တဲ့မိန်းကလေးကဘိုက်ကလေးနည်းနည်းထွက်လာပြီးအတန်းထဲမှာစာကိုအာယုံမဆိုင်နိုင်တော့ဘူးဒါပေမဲ့ကျ
တို့ကောင်မလေးကတော့လျှက်စီးကြောင်းလိုတွယ်လျလှပသွားခဲ့ပြီးစာမွေးပွဲအကဲဖြတ်တဲ့အချိန်မှာဟိုကောက်ကျစ်တဲ့အချစ်ဆုံးတငယ်ချင်းကအလွယ်ဆုံးမေးခွန်းကိုတော့မဖြေနိုင်ရှာဘူးဒါပေမဲ့ကောင်မလေးကတော့မေးခွန်းတိုင်းကိုမှန်အောင်ဖြေနိုင်ခဲ့တယ်နောက်ဆုံးတော့လူတိုင်းရဲ့ပါဇက်ကိုပိတ်ပစ်နိုင်ခဲ့ပြီဆိုပြီးသူရင်ထဲမှာတိတ်တဆိတ်အောင်ပွဲခံနေမိတာပေါ့တစ်ဖက်မှာလည်းဟိုကြီးစားဟောင်းအောက်တန်းစားကောင်ကကောင်မလေးစီကအဖြတ်ခံလိုက်ရလို့သူ့ဖေစီမှာအဆူခံနေရတယ်ဘာလို့လဲဆိုတော့သူတို့မိသားစုစီးပွားရေးကကောင်မလေးရဲ့မိဘတွေအပေါ်မှာပဲမိခိုနေရတာလေအကယ်၍စစ်ဆက်ပွဲသာပြတ်သွားရင်သူတို့မိသားစုတစ်ခုလုံးချက်ချင်းဒေဝါလီခံရတော့မှာဒါနဲ့ပဲသူကအရှက်မရှိကောင်မလေးစီပြန်လာပြီးနေငါအတွက်နှင်းစီပန်းစီယူလာပေးပြီးယောက်ျားလေးအဆောင်ရှိမှတညလုံးစောင့်နေမယ်ဆိုရင်နေနဲ့ပြန်တွဲဖို့ငါစဉ်းစားပေးမယ်လို့ပြောလာပြန်ရောကောင်မလေးခမများစိတ်ပြက်လွန်းလို့ရေတောင်ရဲမိတယ်လူတယောက်ဒီလောက်ထိအရှက်မရှိနိုင်တာကိုမယုံနိုင်တော့အောင်ပါပဲဒါကိုအတန်းဖော်တယောက်ကဝင်ပြီးနေငါမှအရှက်မရှိတာဒီလောက်ပူအိုက်နေတဲ့ရာသီဥတုမှာမျက်နှာဖုံးကြီးတကက်ကက်နဲ့ကြည့်ရတာမျက်စိနောက်တယ်ဆိုပြီးရုံမာလိုက်သေးတယ်ပြီးတော့ကောင်မလေးကိုလူအများရှိအရှက်ခွဲဖို့အတွက်သူဝတ်ထားတဲ့မျက်နှာဖုံးကိုအတင်းဆွဲချုပ်ဖို့လက်လန်းလိုက်တဲ့အခါမှာတော့